အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ2026ခုနှစ်ဇွန်လ15ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသသတင်းများငလင်လောက်ခတ်မှုများနဲ့မိုးသက်လေပြင်းတိုက်ခတ်မှုအန္တရာယ်များကိုတင်ဆက်ပေးကြပါရစေခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ရန်ကုန်တိုင်းအတွင်းအင်အားအနှဲငယ်ရှိတဲ့ကုန်းတွင်းပိုင်းမြေငလင်တစ်ခုလှုပ်ခတ်သွားတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေမိဘပြည်သူများစိုးရိမ်ပူပန်မှုမရှိဘဲသတိပြုပြင်ဆင်နိုင်စေရန်အတွက်မနေ့ကညနေပိုင်းကရန်ကုန်တိုင်းဒေသကြီးအတွင်းလှုပ်ရှားခဲ့တဲ့မြေငလင်သတင်းအချက်အလက်ကိုအကျဉ်းချုပ်တင်ဆက်ပေးလိုက်ပါရစေခင်ဗျာငလင်လှုပ်ရှားမှုအခြေအနေအသေးစိတ်လှုပ်ရှားသည့်အချိန်2026ခုနှစ်ဇွန်လ15ရက်နေ့မြန်မာစံတော်ချိန်ညနေ9:09မိနစ်41စက္ကန့်အချိန်မှာလှုပ်ခတ်သွားတာဖြစ်ပါတယ်။ငလင်ရဲ့ပမာဏ Richter scale 3.1အဆင့်ရှိအင်အားအနည်းငယ်ရှိသောမြေငလင်အဆင့်ဖြစ်ပါတယ်။ငလင်ရဲ့ဗိုလ်ချက်ကတော့ကဘာရေးမြေငလင်စကန်ရဲ့အရှေ့မြောက်ဘက်15မိုင်ခန့်အကွာတကုံမြို့သစ်အရှေ့မြောက်ဘက်10မိုင်ခန့်အကွာမြောက်လက်တီတွ16.89ဒီဂရီအရှေ့လောင်ဂျီတွ96.38ဒီဂရီမြန်မာနိုင်ငံရဲ့ပြည်တွင်းကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ငလင်အနက်မြေပြင်အောက်12ကီလိုမီတာအနက်ကိုဗဟိုပြု၍လှုပ်ရှားခဲ့ခြင်းဖြစ်ပါတယ်။လှုပ်ရှားသွားခဲ့တဲ့ငလင်ပမာဏဟာ3.အဆင့်သာရှိတဲ့အင်အားအနည်းငယ်ရှိသောငလင်အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်စိုးရိမ်ထက်လန့်စရာမလိုပါတော့လဲ။ရန်ကုန်မြို့ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့မိဘပြည်သူများအနေဖြင့်ငလင်ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်မှုများနဲ့ဆောင်ရွက်ရှောင်ရများကိုအမြဲမပြတ်သတိပြု၍သတိထားနေထိုင်ကြပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်တွင်မုတ်တုံလေးအားကောင်းလာမှုအခြေအနေတွေရလာမယ့်တစ်ပတ်တာအတွင်းဒေသလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးလိုက်ပါရစေခင်ဗျာမြန်မာနိုင်ငံအောက်ပိုင်းနဲ့ကမ်းရိုးတန်းဒေသများရခိုင်မွန်ကရင်ရန်ကုန်အေရဝတီတနင်္သာရီမိုးရွာသွန်းမှုအခြေအနေဘင်္ဂလားပင်လယ်အော်အတွင်းမုတ်တုံလေးအားကောင်းရာမှအလွန်အားကောင်းနေခြင်းကြောင့်ကမ်းရိုးတန်းတစ်လျှောက်နဲ့မြဝကျွန်းပေါ်ဒေသများမှာဇွန်လ14ရက်နေ့မှစ၍တစ်ပတ်တာလုံးမိုးဆက်တိုက်ရွာသွန်းနိုင်ပါတယ်အထူးသတိပြုရန်ဘေးအန္တရာယ်များရခိုင်ကမ်းရိုးတန်းနဲ့မွန်ကရင်ဒေသများမှာစုစုပေါင်းမိုးရေချိန်များပြားနေတဲ့အတွက်တောင်ကျဆန်းရေကျခြင်းရေရှမ်းခြင်းနဲ့မြေပြိုခြင်းဘေးအန္တရာယ်များကိုအထူးသတိပြုရန်လိုအပ်ပါတယ်။ပင်လယ်ပြင်သတိပေးချက်ရေလုံငန်းလောက်ကသူများနဲ့ပင်လယ်ပြင်ခီးသွွာလာသူများအနေဖြင့်မိုးသက်လေပြင်းကျရောက်ပြီးလှိုင်းကြီးနိုင်ခြေရှိသည်ကိုအထူးသတိထားသင့်ပါတယ်။အလဲပိုင်းမြေပြန့်နဲ့မိုးနဲ့ရဝန်းဒေသများမန္တလေးမကွေးနေပြည်တော်စကိုင်းအောက်ပိုင်းမိုးရွာသွန်းမှုအခြေအနေရခိုင်ရုံးမနဲ့ချင်းတောင်တန်းများကမုတ်တုံလေကိုကာစီထားကဲ့သို့ဖြစ်နေတဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာမိုးရွာသွန်းမှုကွက်ကြားသို့မဟုတ်အနည်းငယ်သာရှိနိုင်ပါတယ်။ရုတ်တရက်လေပြင်းနဲ့မိုးကြိုးအန္တရာယ်သို့တော်လည်းညနေပိုင်းဒါမှမဟုတ်ညပိုင်းအချိန်များမှာဒေသရင်းမိုးတိမ်တောင်များရုတ်တရက်ဖြစ်ထွန်းလာနိုင်ပြီးလေပြင်းတိုက်ခတ်ခြင်းမိုးကြိုးပစ်ခြင်းများနဲ့အတူနေရာကွက်ရမိုးတိထန်စွာရွာသွန်းခြင်းမျိုးဖြစ်ပေါ်နိုင်တဲ့အတွက်ပေါ့ဆမရပဲသတိပြုရမှာဖြစ်ပါတယ်။တောင်တန်းနဲ့ကုန်းတွင်းပိုင်းဒေသများချင်းကချင်ရှမ်းကယားချင်းပြည်နယ်မှာနောက်တောင်မုတ်တုံလေးဓာတ်ရိုက်ဝင်ရောက်နေတဲ့အတွက်မိုးရေချိန်အလွန်မြင့်မားနေမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာမုတ်တုံလေးနဲ့အတူအရှိဘက်မှရွေ့ရှားလာတဲ့တိမ်တိုင်များကြောင့်မိုးအသင့်ဆက်လက်ရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်ယခုတစ်ပတ်အတွင်းမိုးနှဲငယ်ကျဲသွားနိုင်တော့လဲတောင်တန်းဒေသသဘာဝအရနေရာကွက်ကြားမိုးတချုံရွာခြင်းများဆက်လက်ရှိနေမှာဖြစ်ပါတယ်။လာမယ့်တစ်ပတ်အတွင်းကမ်းရိုးတန်းဒေသများနဲ့ချင်းပြည်နယ်တို့မှာမိုးရက်ဆက်ပြီးမိုးများနိုင်တဲ့အတွက်တောင်ကျရေနဲ့မြေပြိုပေးအန္တရာယ်ကိုဂရုပြုရန်လိုအပ်သလိုအလဲပိုင်းမြေပြန့်ဒေသများမှာလည်းညနေပိုင်းနဲ့ညပိုင်းအချိန်များမှာလေပြင်းတိုက်ခတ်ခြင်းများနဲ့မိုးကြိုးအန္တရာယ်ကိုကြိုတင်သတိပြုနေထိုင်ကြပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမြန်မာနိုင်ငံအထက်ပိုင်းမှာကြုံတွေ့ရနိုင်တဲ့မိုးထူးကဲမှုများနဲ့မြေရေပြောင်းလဲနိုင်ခြင်းအခြေအနေများကိုမိဘပြည်သူများကြိုတင်သိရှိနိုင်အောင်အချိန်နဲ့တပြေးညီစူးစီးတင်ဆက်ပေးလိုက်ပါရခင်ဗျာမိုးအလွန်တိထန်စွာရွာသွန်းနိုင်မဲ့အခြေအနေခံမှန်းချက်မော်ဒယ်မြေပုံတင်များရဲ့ပြသမှုအရမြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်မိုးအလွန်တိထန်မဲ့လက္ခဏာများကိုသိသာထင်ရှားစွာပြသနေပါတယ်ကချင်ပြည်နယ်အေရရီမြစ်အထက်ပိုင်းတပီလုံးဒီပန်းမိုးတိမ်တောင်များထူးထပ်စွာကြာရောက်သည့်အယောင်ရင့်စုံမှရှိနေပြီးမိုးရေချိန်6လက်မှ150မီလီမီတာကျော်ရန်ဖြစ်နိုင်ခြေ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိအလွန်မြင့်မားနေပါတယ်။အထူးသဖြင့်မြေကြီးနားနဲ့ဗမော်မြို့များရဲ့အရှိတ်ဘက်နဲ့မြောက်ဘက်ရေဝေရေလဲဒေသများမှာလာမယ့်10ရက်အတွင်းမှာမိုးရေချိန်ဟာ12လက်မှ300မီလီမီတာကျော်အထိမိုးလွန်စွာတီးထန်နိုင်ခြေ80ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနေကြောင်းညွှန်ပြနေပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းတွင်းမြစ်ဝမ်းအထက်ပိုင်းခန်းနီမြို့နဲ့ဟုံးမလင်းမြို့ထက်ချမ်းဒေသတွေမှာမိုးရေချိန်ဟာ6လက်မှ150မီလီမီတာကျော်လွန်နိုင်ခြေရာခိုင်နှုန်းဟာ80မှ90ရာခိုင်နှုန်းဝန်းကျင်ထိရှိတဲ့အတွက်မိုးများနိုင်မဲ့အခြေအနေရှိနေပါတယ်။ဇွန်လဟာမိုးကာလမြစ်ရေစတင်တိုးပွားတဲ့အချိန်ဖြစ်ပေမဲ့မြစ်ဝမ်းဒေသတစ်လျှောက်မှာဖြစ်ပေါ်နိုင်တဲ့မြစ်ရေအခြေအနေဟာအနည်းငယ်ကွာခြားနိုင်ပါတယ်။ AR မြစ်အထက်ပိုင်းနဲ့မြစ်လယ်ပိုင်းဒေသများမြစ်ဖျားပိုင်းမေခမလိခမြစ်ဆုံအနီးဇွန်လအတွက်ပုံမှန်ရေစီးဆင်းမှုစံနှုန်းအရရေစီးအရှိန်အဟုန်ဖြင့်မြင့်တက်နေတဲ့ကာလဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းမိုးအလွန်ထူးကွဲစွာရွာသွန်းနိုင်ခြေရှိတာကြောင့်မြစ်ဖျားပိုင်းတွေမှာရေစီးနှုန်းရုတ်တရက်အလွန်ပြင်းထန်လာနိုင်ပြီးမြစ်ရေစိုးရိမ်ရေမှတ်အနီးသို့မြန်ဆန်ရောက်ရှိလာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။မြစ်လယ်ပိုင်းကသားနဲ့တကောင်းမြို့အထက်ပိုင်းမြစ်ဖျားပိုင်းမှာစီးဆင်းလာမဲ့ရေပမာဏအရှိန်ကြောင့်ဇွန်လအလယ်နဲ့ဇွန်လကုန်ပိုင်းမှာမြစ်ရေဟာတိတိတသာဆက်လက်တိုးလာမဲ့အခြေအနေရှိပါတယ်။ချင်းတွင်းမြစ်ဝမ်းဒေသများမြစ်အထက်ပိုင်းခန်းနီမြို့အထက်ချမ်းရာသီဥတုစံနှုန်းအရရေစီးနှုန်းတာမန်တိုးပွားမဲ့အဆင့်မှာရှိနေသေးတော့လဲဒေသတွင်း၌
မိုးရွာသွန်းနိုင်ခြင်းမြင့်မားနေမှုကြောင့်ပုံမှန်မြစ်ရေထက်ပုံမမြင့်တက်လာနိုင်ပါတယ်။မြစ်အလယ်ပိုင်းနဲ့မြစ်အောက်ပိုင်းကလေးဝမြို့နဲ့မင်းငယ်မြို့အထက်ပိုင်းမြစ်အောက်ပိုင်းရေစင်းခရိုင်များမှာမိုးရွာသွန်းမှုအနည်းငယ်လျော့နည်းနိုင်တဲ့အတွက်ချင်းတွင်းမြစ်အောက်ပိုင်းဒေသများမှာလက်တလောရေကြီးနိုင်ခြင်းအန္တရာယ်မရှိနိုင်သေးပဲပုံမှန်မြစ်ရေတိုးခြင်းအဆင့်သာဖြစ်ပေါ်နိုင်ပါတယ်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ2026ခုနှစ်ဇွန်လ15ရက်နေ့မနက်6:00နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားအသင့်တင်မှအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားကောင်းနေပါတယ်ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်နှင်းငယ်မှတိမ်အသင့်တင်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တင်မှတိမ်ထူထပ်နေပါတယ်မနက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာမြဝကျုံပေါ်မုတ်တမကွေရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းလေဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျုံပေါ်မုတ်တမကွေရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ17ပေခန့်ရှိနိုင်ပါတယ်မော်ဒယ်နဲ့နိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းလေဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမွန်တဲနဲနိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ9ပေခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့မုတ်တုံလေအားအသင့်တင်မှအားကောင်းနေပါတယ်နေပြည်တော်နဲ့နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထချုံရွာပါမယ်ရွာရရာနှုန်းပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးအသင့်တင်ထချုံရွာပါမယ်ရွာရရာနှုန်းပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်နီးတွိုက်အတွက်မနေ့ဖြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်ရွာရရာနှုန်း80ဖြစ်ပါတယ်တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများမှာရှိတဲ့အမြင့်ဆုံးပူချိန်အနေဆုံးပူချိန်နဲ့မိုးလေဝသခံမှန်းချက်တို့ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာနေပြည်တော်မှာမိုးချိန်ထချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးသင့်ထချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပဲခူးမြို့မှာမိုးချိန်ထချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ဟုံးမလင်းမြို့မှာမိုးချိန်ထချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ပသိမ်မြို့မှာမိုးသင့်ထချုံရွာပါမယ်တဝယ်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မြကြီးနားမြို့မှာမိုးချိန်ထချုံရွာပါမယ်လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ဖန်မြို့မှာမိုးချိန်ထချုံရွာပါမယ်ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်မော်လမြိုင်မြို့မှာမိုးသင့်ထချုံရွာပါမယ်စစ်တွေမြို့မှာမိုးသင့်ထချုံရွာပါမယ်လာရှုံးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်တောင်ကြီးမြို့မှာမိုးချိန်ထချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်ခင်ဗျာနောက်24နာရီအတွင်းကချင်ပြည်နယ်တစ်ခုလုံးမှာမိုးတွေဆက်ရွာပြီးမြကြီးနားခရိုင်ချီဝေခရိုင်ဗမော်ခရိုင်တို့မှာနေရာကွက်ရေမိုးများနိုင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းနဲ့အောက်ပိုင်းဒေသများမှာလည်းမိုးတွေရွာမှာဖြစ်ပြီးမန္တလေးတိုင်းအထက်ပိုင်းဒေသနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းမိုးရွာပါမယ်။နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းကဒေသတချို့၊ကယားပြည်နယ်တွေကဒေသအချို့မှာမိုးရွာပါမယ်။အေရဝတီမြောက်ပိုင်းနဲ့ပဲခူးအနောက်ချမ်းဒေသများမှာမိုးပါသွားနိုင်ပြီးအေရဝတီတောင်ပိုင်းရန်ကုန်နဲ့ပဲခူးတိုင်းအရှေ့ချမ်းဒေသတွေမှာမိုးရွာပါမယ်။တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတော့နေရာအနှံ့မိုးဆက်ရွာပြီးဖန်ခရိုင်ကော့ကရိတ်ခရိုင်ဖာပွန်ခရိုင်ကြိုက်ထုခရိုင်တထုံခရိုင်တွေမှာနေရာကွက်ရေမိုးများနိုင်ပါတယ်။ရခိုင်ပြည်နယ်မှာလည်းနေရာအနှံ့မိုးရွာသွန်းနိုင်ပြီးရခိုင်တောင်ပိုင်းဒေသတွေမှာနေရာကွက်ရေမိုးများနိုင်ပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတဝန်းမှာရှိတဲ့ AR မြစ်ချင်းတွင်းမြစ်နဲ့အခြားမြစ်ကြီးများရဲ့ရေမျက်နှာပြင်နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးကြပါရခင်ဗျာ။ AR မြစ်အခြေအနေကတော့မြစ်လယ်ပိုင်းနဲ့အောက်ပိုင်းဒေသများတိတာစွာရေတက်လာမှုမြစ်ထက်ပိုင်းမှာစီးဆင်းလာတဲ့ရေပမာဏကြောင့်မြစ်လယ်ပိုင်းနဲ့အောက်ပိုင်းမြို့များမှာတော့ရေမျက်နှာပြင်များတိတာစွာမြင့်တက်လာနေပါတယ်။မြစ်ထက်ပိုင်းမြစ်ကြီးနားရွှေကူကတာတပိတ်ချင်းမြစ်ကြီးနားမြို့မှာ88စင်တီမီတာကတာမြို့မှာ41စင်တီမီတာတပိတ်ချင်းမြို့မှာ135စင်တီမီတာ4ပေကျော်ခန့်အသီးသီးရေမျက်နှာပြင်များဆက်လက်မြင့်တက်လာနေပြီးရွှေကူမြို့မှာတော့1စင်တီမီတာသာအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။မြစ်လယ်ပိုင်းမန္တလေးစကိုင်းမြင်းမူမန္တလေးမြို့မှာတော့68စင်တီမီတာစကိုင်းမြို့မှာတော့101စင်တီမီတာ3ပေကျော်နဲ့မြင်းမူမြို့မှာတော့89စင်တီမီတာခန့်24နာရီအတွင်းရေမျက်နှာပြင်များထူးထူးခြားခြားမြင့်တက်လာနေပါတယ်။မြေအောက်ပိုင်းဒေသများပခုတ်ကူမြို့မှလင်းခနွေမြို့အထိပခုတ်ကူမြို့မှာ18စင်တီမီတာညောင်ဦးမြို့မှာ28စင်တီမီတာစိတ်တာမြို့မှာ9စင်တီမီတာဟင်္သာတမြို့မှာ4စင်တီမီတာနဲ့ဇလွန်မြို့မှာ4စင်တီမီတာစီအသီးသီးရေမျက်နှာပြင်များပြန်လည်မြင့်တက်လာနေပါတယ်။
ချင်းတွင်းမြေအခြေအနေကတော့ဒေသအများစုမှာရေတက်နှုန်းအရှိန်ကောင်းနေဆဲဖြစ်ပါတယ်ချင်းတွင်းမြေဝမ်းဒေသများမှာလည်းမြေချောင်းများရေဆက်လက်တိုးနေဆဲဖြစ်ပါတယ်ခန်းဒီနဲ့မင်းငယ်စခန်းခန်းဒီမြို့မှာတော့24နာရီအတွင်းရေမျက်နှာပြင်ဟာ68စင်တီမီတာအထိမြင့်တက်လာပြီးမင်းငယ်မြို့မှာလည်း112စင်တီမီတာ4ပေခန့်ထူးခြားစွာမြင့်တက်လာပါတယ်။ဟုံးမလင်းဖောင်းပြင်မော်လိုက်နဲ့မုံရွာစခန်းမှာတော့ဟုံးမလင်းမြို့မှာ53စင်တီမီတာဖောင်းပြင်မြို့မှာ68စင်တီမီတာမော်လိုက်မှာ36စင်တီမီတာနဲ့မြေအောက်ပိုင်းမုံရွာမြို့မှာ58စင်တီမီတာစီဆက်လက်ရေတက်နေပါတယ်။အခြားမြေကြီးများနဲ့မြင့်ငယ်များရဲ့ထူးခြားတဲ့အခြေအနေအခြားသောမြေဝမ်းဒေသတချို့မှာလည်းရေတက်နှုန်းသိသာထင်ရှားနေပါတယ်။တန်လွင်မြင့်ဖန်မြို့မှာ24နာရီအတွင်းရေမျက်နှာပြင်ဟာ48စင်တီမီတာခန့်ထပ်မံမြင့်တက်လာနေပါတယ်။စစ်တောင်းမြစ်တောင်ကုန်မြို့မှာရေမျက်နှာပြင်ဟာ18စင်တီမီတာအထိဆက်လက်မြင့်တက်လာနေပါတယ်။ငွေမြင့်ငတိုင်းကျောင်းတာပေါင်းပသိမ်ငတိုင်းကျောင်းမှာ23စင်တီမီတာတာပေါင်းမှာ10စင်တီမီတာနဲ့ပသိမ်မြို့မှာ10စင်တီမီတာစီရေမျက်နှာပြင်များမြင့်တက်လာနေပါတယ်။တိုးမြင့်မိုးဝေမြို့မှာရေမျက်နှာပြင်17စင်တီမီတာထိဆက်လက်မြင့်တက်လာပါတယ်။နိုင်ရင်မြင့်မိုးကြီးမြို့မှာရေမျက်နှာပြင်23စင်တီမီတာထပ်မံမြင့်တက်လာပါတယ်။ယခုတိုင်းတော်ချက်အသစ်များရာ AR မြစ်လယ်ပိုင်းမန္တလေးစကိုင်းမြင်းမူတပိတ်ချင်းချင်းတွဲမြေဝမ်းတလျှောက်မင်းကင်းခန်းဒီဖောင်းပြေမုံရွာတို့မှာရေတက်နှုန်းအလွန်အရှိန်မြင့်မားလာနေပါတယ်။တို့ဖြစ်ပါ၍မြေကမ်းနားနဲ့မြေနေပိုင်းမှာနေထိုင်ကြတဲ့မိဘပြည်သူများအနေဖြင့်မြစ်ရေထက်မှန်တက်နိုင်တဲ့အခြေအနေများကိုအထူးဂရုပြုစောင့်ကြည့်နေထိုင်ကြပါရန်နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာ။ပင်လယ်ပြင်ခီးသွွားများအတွက်မိုးလေဝသခန့်မှန်းချက်2026ခုနှစ်ဇွန်လ15ရက်နေ့မနက်6:00နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာတိမ်နှဲငယ်မှာတိမ်အသစ်တင်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသစ်တင်မှတိမ်ထူထပ်နေပါတယ်။ရန်ကုန်မှာတနင်္လာရီကမ်းမရန်တစ်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနယ်ချိန်မှာ2024နာရီတွင်ခန့်မှန်းချက်ကတော့နေရာကျဲကျဲမိုးထီချုံရွာပါမယ်။အမြင့်တာ4မိုင်ခန့်မိုးရွာစဉ်10မိုင်ခန့်ရှိပါမယ်။ရေပြင်လေကတော့အနောက်သို့မဟုတ်အနောက်တောင်ကိုတနင်္လာရီကိုပင်လယ်မိုင်10မိုင်မှ15မိုင်တခါတရံ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းသစ်တင်မှလှိုင်းကြည့်နိုင်ပါတယ်။လှိုင်းမြင့်မှာ9ပေမှ9ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနယ်ချိန်မှာ2024နာရီတွင်ခန့်မှန်းချက်ကတော့နေရာနှံပြားမိုးထီချုံရွာပြီးနေရာကွက်ရွေမိုးကြီးနိုင်ပါတယ်။အမြင့်တာ3မိုင်ခန့်မိုးရွာစဉ်မိုင်ဝက်ခန့်ရှိပါမယ်။ရေပြင်လေကတော့တောင်သို့မဟုတ်နောက်တောင်တနင်္လာရီကိုပင်လယ်မိုင်15မိုင်မှမိုင်20ရန်ဖန်ရန်က35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းကြီးပါမယ်။လှိုင်းမြင့်မှာ9ပေမှ17ပေခန့်တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ယနေ့အတွက်နောက်ဆုံးရမိုးလေဝသသတင်းတွေကိုဒီညနိုင်ပဲရုပ်သိမ်းခွင့်ပြုပါခင်ဗျာ။မိဘပြည်သူများအားလုံးဘေးရန်နဲ့ခတ်သိမ်းမှကင်းငြိမ်းပြီးစိတ်အေးချမ်းသာရှိကြပါစေခင်ဗျာ။နောက်ရက်ဒီမှာလည်းနောက်ဆုံးရမိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။စောင့်မျှော်ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။